iOS 18.3 ရဲ့ Visual Intelligence feature ကြောင့်သိပြီးကြပြီလား iPhone system family အတွက်တည်တံ့ဖြစ်တဲ့ Visual Intelligence feature လေးက iOS 18.3 မှာပို့ပြီးတော့အဆင့်မြင့်သွားပါပြီဒီ feature လေးကိုတော့ iPhone system ရဲ့ camera control button လေးနဲ့အသုံးပြုရမှာဖြစ်ပါတယ်iPhone system family ရဲ့ camera control button လေးကိုအကြကြီးဖိပေးထားလိုက်မယ်ဆိုရင် Visual Intelligence တွေကိုရောက်သွားမှာပါပြီးရင်တော့ Visual Intelligence နဲ့ဓာတ်ပုံလေးတစ်ပုံကိုရိုက်လိုက်ပါဓာတ်ပုံလေးနဲ့အတူ X or search လေးပေါ်လာမှာဖြစ်ပါတယ်iOS 18.3 မှာဆိုရင်တော့ Visual Intelligence က Plants and Animals အကြောင်းတွေကိုအရင်ကထပ်ပို့ပြီးတော့အဖြေရှာပေးနိုင်ပါပြီ။ဒါအပြင် poster တွေ flyer တွေကို Visual Intelligence နဲ့ဓာတ်ပုံရိုက်လိုက်ရုံနဲ့ event တွေကိုကိုယ့်ရဲ့ calendar ထဲမှာ add လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုအရင်မိုက်တဲ့ Visual Intelligence feature လေးကပို့ပြီးအဆင့်မြင့်သွားပြီဖြစ်တာမို့လို့မဆိုင်ရသေးဘူးဆိုအခုပဲစမ်းကြည့်လိုက်တော့နော်။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်များမှာလည်းဒီလို Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်တာမို့လို့ M Drive Apple Authorized Reseller Page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။